ကျမရဲ့အိမ်ကအေယာဝတီမြေကမ်းပါးမှာတည်ရှိပါတယ်။ဒီနေ့ရန်စီမြေကမ်းကတစဉ်ရေရဲ့လမ်းကြောင်းတိုင်းချောင်းတူးမြို့ကိုရောက်လာပါတယ်။ဒီတောင်ကြားတွေဒီရေကန်တွေဟာကျမရဲ့ဇာတိမြေကိုသတိရစေပါတယ်။တောင်ရေမတူပေမဲ့မြေကြီးရဲ့သက်ရှိမွေးဖွားမှုစွမ်းအားကတော့တူညီနေပါတယ်။ဒီမှာရှိတဲ့လူတွေရဲ့ရှင်သန်မှုကိုကြည့်ပါဦး။သူတို့ရဲ့ကခုံမှုသူတို့ရဲ့လုံအားဟာတဘာဝကိုကျေးဇူးတင်တဲ့နီလန်းမှာဒါကကျမစိတ်ကိုအမှန်တကယ်ထိမိစေပါတယ်။တောင်တွေကခွဲခွာထားပေမဲ့မြစ်တွေကဆက်သွယ်ပြီးတယ်။ချောင်းတူးကသူ့တောင်ရီမြေကိုစောင့်ရှောက်နေတယ်လို့ကျမကလည်းဒီဆက်သွယ်မှုကိုစောင့်ရှောက်ချင်ပါတယ်။ကျမနဲ့သူချောင်းတူးမြို့တခွင်ဇလန်းကိုစတင်လိုက်ကြရအောင်။တောင်ရီမြေကွဲပြားပေမဲ့နှလုံးသားရင်းမြစ်ကတော့တစ်ခုပဲပါပဲ။ကျမကတော့ချောင်းတူးယဉ်ကျေးမှုခရီးသွားလာရေးကိုယ်စားလှယ်လောင်းဟောင်ကျိတ်မိန်နိုင်ဂရီမောဖြစ်ပါတယ်ရှင်။